차름 오수아가 아왜 싸 차름 저도 배야라니 소니 차리다 저 바가니라 차리다 저 바가니라 차리다 저变现的ဆိုတဲ့ပဲခြားတာတွေပဲဆိုပြင်ဆင်တယ်ပြင်ဆင်တယ်ဆိုတော့ဒီအဝတ်အစားတွေကိုအဲ့လိုမျိုးပြင်းပြင်းစင်စင်နဲ့ဝတ်တာအဲ့တော့ဥခြားတယ်ဆိုရင်အဝတ်အစားအပြင်ဆင်အဲ့လိုလေးပဲတကယ်လို့စောင်းခြားတယ်ဆိုတဲ့စကားလုံးလေးတုံးတယ်စောင်းဆိုတာကြတော့ထိုင်ကုန်ထိုင်ကုန်ဆိုတဲ့စပွဲကုန်ပေါ့နော်စပွဲကုန်ဆိုတာအဲ့တော့စောင်းခြားတယ်ဆိုရင်စပွဲအပြင်ဆင်အဲ့လိုမျိုးလေးတုံးတယ်ဒီမှာကျတော့ဥခြားတယ်ဆိုတော့အဝတ်အစားအပြင်ဆင်ပေါ့အိုကွာအဝတ်အစားနဲ့ accessory เนาะ accessory ပစ္စည်းတွေမျိုးစုံ ita ဆိုတဲ့ကွက်လေးကိုကြည့်မယ်청바지ကျင်းပေါင်းပြီ여러분 청바지를 입다 티셔츠를 입다 အဲ့လိုသုံးတာเนาะလေးသုံးမယ်청바지를သုံးရင် 청바지를 다ပေါ့เนาะ 청바지를 입다 ပေါ့ဒါဆိုရင် 티셔츠가 티셔츠 잠바လို့လည်းခေါ်တယ်နောက်တစ်ခုက 점퍼လို့လည်းခေါ်တယ်ဒီဟာလေးကိုပြောတာ jacket လေးကိုပြောတာเนาะသူကတကယ်တော့သူကအင်္ဂလိပ်စကားလုံး jumper ကနေလာတာဒီလိုမျိုးလေး sorry JUMPER ဒီကနေပြီးတော့သူကလာတာเนาะ jumper ဆိုစကားလုံး jumper လို့လည်းခေါ်တယ် jumper လို့လည်းခေါ်တယ် one piece ကကြတော့သူကone piece ပေါ့เนาะ one piece ဆိုတဲ့အင်္ဂလိပ်စကားလုံးကနေလာတယ်ခါဝင်မယ်방바지 방미도 치마 스컷 신다ဆိုတာစီးတယ်ဆိုတော့ဒီမှာဖက်နှက်လေးပါစီးတာကိုပြောတာ운동화တွေ신다 슬리퍼တွေ신다အဲ့လိုသုံးတယ်운동화အားကစားဖက်နှက်운동화အားကစားဖက်နှက်slipper 구두ထောက်ဖက်နှက်ရှူးဖက်နှက်구두ကထောက်ဖက်နှက်ရှူးဖက်နှက်နှစ်မျိုးလုံးသုံးတယ်양말 TX 장화 모른지 판난 장화 모른지 판난 쓰다가 자သူကရေးသည်သုံးသည်ခါသည်ဆိုတဲ့အဓိပ္ပာယ်ဒါပေမဲ့ဒီမှာကျတော့쓰다ကသူအဓိပ္ပာယ်ဖြစ်သွားတယ်ဆိုတော့안경을 쓰다ဆိုရင်မျက်မှန်ကပ်သည်နော် 안경ကမျက်မှန်အဲ့တော့ 안경을 쓰다ဆိုရင်မျက်မှန်ကပ်သည် sunglass ဆိုတာ sunglass နဲ့쓰다ဆိုရင် sunglass ကိုတက်သည်နေကမျက်မှန်ကိုတက်သည်တက်သည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာပေါ့နော်ဒီမျက်မှန်အနေနဲ့တော့တက်သည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နောက်တစ်ခုကမိုးကြားတဲ့쓰다ဆိုရင်အုတ်ထုပ်စောင်းသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်နော်쓰다ကဒီ안경နဲ့လည်းသုံးတယ်မိုးကြားနဲ့လည်းသုံးတယ်
그림을 보고 대화를 완성하세요. 뻥구집이 스가벼우 피서발 무엇을 샀어요? 바우의 켈레 알아? ILTA 양말을 샀어요. 제고 왜 켈레 무엇을 입었어요? 바우의 켈레 티셔츠를 입었어요. 티셔츠 왜 켈레 무엇을 신었어요? 바우 시계를 구두를 신었어요. 다우판나 다마모 슈파나고 시계를 무엇을 샀어요? 바우에게 모자를 샀어요. 오토고 외제를 어비 고이다 저 그런 말이지 매. 누가 verb 내 바우네 verb plus 고이다. အဓိပ္ပာယ်ကနေသည်ဆိုတဲ့အဓိပ္ပာယ်နေသည် verb plus ကိုဤတာနေသည်သူကအင်္ဂလိပ်စာမှာဆိုရင် verb ဖိုင်ရင်ကြီးနဲ့တူတယ်နော် present continuous အခုလုပ်နေတယ်သွားနေတယ်စားနေတယ်အဲ့လိုဟာနဲ့တူတယ်သူကကိုဤတာဤတာရဲ့အမြင့်ဆုံးကကေရှိတာအဲ့တော့ကိုဤတာရဲ့အမြင့်ဆုံးကိုပြောချင်ရင်ကိုကေရှိတာပေါ့နော်ဒီနောက်ကခွင်းစာခွင်းပိတ်လေးတွေကစောင်းထဲရဲ့စောင်းထဲရဲ့အဓိပ္ပာယ်ကအခြေအနေကိုပြောချင်တာအခြေအနေ 바지를 입고 있어요. 방미요 윗니래. 안경을 쓰고 있어요.မြန်မာကို မြန်မာဆိုတက်နေတယ်ပေါ့နော်မြန်မာတက်နေတယ် 운동화를 신고 있어요. 아가사 팬하고 시니래. 아주 의미의 명명에서의 할머니께서 아빠가 안경을 쓰고 계세요.မြန်မာကိုတက်နေတယ် 그림을 보고 뽕구집이 문장을 쓰세요. 사장, 외자고, 지발. အဲ့တော့ဒီမှာကျတော့မြားထိုးပြထားတာလေးကမိုးကြဆိုနော် 모자를 쓰고 있어요. 단어를 이해하면 쓰고 있어요. 동로 아래 쓰고 있습니다. နော် 그래서 원피스를 입고 있어요. 원피스 가운을 ဝင်နေတယ် 안경을 쓰고 있어요. 안경မြန်မာကိုတက်နေတယ်ဒါဆိုရင်မိုးရာသီမှာစီးတဲ့ဖနက်ကိုဖနက်အရှိ boots တွေလေမိုးရာသီမှာစီးတဲ့အဲ့တော့장화를 신고 있어요. 뭐 있어요? 우리 동아야 ပဲ 그림을 보고 뽕고집이 보기와 같이 우바마게도 대화해보세요. စကားပြောကြည့်ပါတဲ့ 회원 씨가 모자를 쓰고 있어요. 회원가 옷하고 사운드하라. 옷하고 사운드이라 뭐. 아니요. 그럼 무엇을 쓰고 있어요? 나소인 바하고ဒီမှာကျတော့ 쓰다 ဆို 바하고 တတ်ထားလဲ ဒီမှာ မျက်မှန်ကို ပြီးတော့ 바하고 တတ်ထားလဲ ပေါ့ အဲ့တော့ 선글라스를 쓰고 있어요. 선글라스
နေကမျက်မှန်ကိုတတ်ထားတယ်နော်အဲ့လိုလေးဖြည့်ပေးအောင်မယ်ပေါ့ဒါလေးကဒီမှာ3ပုံရှိမယ်အဲ့လေးအင်စာရေးမယ်မေးဖြည့်လုပ်မယ်ဒီမှာကဒီအားနဲ့ဝါမင်းနဲ့2ယောက်ပြောမယ်ဝါမင်းရှိ지금 어디에 있어요ဝါမင်းအခုဘယ်မှာရှိလဲ영화관 앞에 있어요 여시요အရှိမရှိတယ်저도 영화관 앞에 있어요ကျွန်တော်လည်းရုပ်ရှင်ရုံအရှိမရှိတယ်무슨 옷을 입고 있어요ဘာအဝတ်ကိုဝတ်ထားလဲ 셔츠하고 샷နဲ့ 방바지를 입고 있어요. 방미도ဝတ်ထားတယ်. 방미도ဝတ်နေတယ်ပေါ့. 방미도ဝတ်ထားတယ်ပေါ့. 그리고 모자를 쓰고 있어요. 다네 옷을 상탈라. 아, 저기 완맨 씨가 있네요. 아, 호마 완맨 씨라며. 완맨 씨 저기다 ခေါ်လိုက်တယ်တွေ့သွားတော့နော်တွေ့သွားပြီးခေါ်လိုက်တဲ့ပုံစံ. 완맨 씨. အဲ့တော့ 여러분 ဒီဟာကိုအတန်ဖိုင်လေးပို့မယ်နော်ဒီကလေးဒါလေးအတန်ဖိုင်ပို့မယ်ပြီးရင်ဒီယောက်ကမေးခွန်းလေးဖြည့်မယ်완맨 씨는 지금 어디에 있어요? 완맨가အခုဘာမှရှိတယ်ဘာမှလဲဆိုရင်영화관 앞에 있어요. ရုပ်ရှင်ရုံရှေ့မှာရှိတယ်အဲ့တော့မေးခွန်းပြန်ကောင်းမယ်완맨 씨는 지금 완맨 씨는 지금 영화관 앞에 있어요. 완맨 씨는 무슨 옷을 입고 있어요? 완맨가 바အဝတ်အစားကိုဝတ်ထားလဲဒီမှာကျတော့ 여러분 ဘာသာပြန်တာဝတ်နေလဲဆိုတာတဲ့ဝတ်ထားလဲဆိုတာလေးကပို့အဆင်ပြေတယ်နော်သူကအခုဝတ်ထားနေပြီဆိုတော့ဝတ်ထားလေးပေါ့သူဘာဝတ်ထားလဲဆိုရင် 셔츠하고 방바지를 입고 있어요. 샷နဲ့ 방미도ဝတ်ထားတယ်ပေါ့အဲ့တော့완맨 씨는 셔츠하고 방바지를 입고 있어요. 민수 씨는 무엇을 입고 있어요? 민수가 뭐ဝတ်ထားလဲ 청바지를 입고 있어요. 제방 위에ဝတ်ထားတယ် 수지 씨는 무엇을 입고 있어요? 수지야 뭐ဝတ်ထားလဲ 원피스를 입고 있어요. 원피스고 ဝတ်ထားတယ်ဒီမှာအစားထိုးပြီးပြောရင်민수 씨는 무엇을 신고 있어요? 민수가 바로 시타래. 슬리퍼를 신고 있어요. 슬리퍼로 시타래. 수지 씨는 무엇을 신고 있어요? 수지가 바로 시타래. 맞아요. 수지야 구두. 그러면 구두를 신고 있어요. 더 끝나고 시타래.ဒါကအတန်ထွက်လေးနော်စာနဲ့ဒီတော့နှစ်ခုတော့တူတူပဲပေါ့ဒီမှာဆို사다 살 소리 소다 소금 쓰기အဲ့တော့ဒီလိုနောက်တစ်ခုသွားမယ်색깔ဆိုတာအရောင်색깔လို့လည်းပြောတယ်အခါဒီမှာလည်း set လို့လည်းပြောတယ်နော် ကားကိုဖြုတ်ပြီး set လို့လည်းပြောတယ်အရောင်
빨간색, 빨간색 아니야. 주황색, 뭐야? 노란색, 와야. 초록색, 새야. 하늘색, 뭐야? 하늘색, 뭐야? 파랑색, 뼈야. 파랑색, 뼈야. 보라색, 개야. 보라색, 개야. 분홍색, 분홍색, 빼야. 회색, 미고야. 까만색, 매야. 까만색을 거래, 검은색을 거래. 응? 검은색, 까만색, 매야. 하얀색, 퓨야. 하얀색, 퓨야. 갈색, nhú야. 갈색, nhú야.ဒါလေးကသူကရေးတော့ခနဲ့ရေးပေမဲ့အတန်ထွက်ရင်နည်းနည်းလေးပေါ်ပြီးတော့ 검은색လို့ထွက်တယ်နော် 검은색 쇼핑몰 쇼핑몰 결혼식 결혼식 밍글라장 박다 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 ဆိုတာလင်းသည်တောက်ပသည် 어둡다 မှောင်မိုက်သည် 어둡다 မှောင်မိုက်သည် အဲ့တော့ဒါလေးဖြည့်ကြည့်မယ်연필이 무슨 색이에요 걔는ဘာရောင်လဲတဲ့အဲ့တော့ 초록색이에요. 아세요? 말에 책이 무슨 색이에요? 사우가 봐요. 주황색이에요. 네, 뭐야? 말에 바지가 무슨 색이에요? 다음이야 봐요. 파랑색이에요. 뼈요. 말에 모자가 무슨 색이에요? 모자 봐요. 주황색이에요. 봐요. 네모양 ဖြစ်ပါတယ်. 주황색이에요.
အဲ့တော့ဒီ n လေးကိုကြည့်မယ် n ကဒီမှာနှုတ်ထုတ်ပေးထားတယ်သူကဘာလဲဆိုတော့အဲ့ဒါကအဲ့ n ဆိုတော့မှာသူက adjective ပြောင်းနေနော် adjective ပြောင်းတာတော့တဲ့ဆိုပြီးတော့ပြောင်းတဲ့ grammar လေးသူကအဲ့တော့သူ့မှာဆိုအရင်ဆုံး present tense ရှိမယ်ဒီ adjective ပြောင်းနေမှာက tense 3မျိုးရှိတယ် present tense ဆိုပြစ္ဆုတ်ပံကာလပြနောက်တစ်ခုက past tense အတိတ်ကာလပြနဲ့ future tense အနာဂတ်ကာလပြဆိုပြီးတော့သူက3မျိုးရှိတယ်နော်အဲ့တော့ tense 3မျိုးရှိမယ်အခုအရင်ဆုံး present tense ကိုရင်ကြည့်မယ် present tense ဆိုရင်တော့တဲ့verb တစ်ခုကို adjective ပုံစံပြောင်းမယ်ဆို verb ကမာရှိတာပဲထားတော့အရသာရှိတယ်အဲ့တော့အရသာရှိတဲ့အရသာရှိတော့အဲ့လိုပြောင်းတာเนาะအရသာရှိတော့အစားအရသာရှိတဲ့အစားအဲ့လိုတော့တဲ့ပြောင်းတဲ့ပုံစံเนาะဒီ grammar ကအင်္ဂလိပ်စာမှာဆိုရင်သူက adjective ပေါ့အဲ့တော့အရင်ဆုံး present tense အခုပြစ္ဆုတ်ပံကာလပြ verb တွေကိုတော့တဲ့ပြောင်းမယ်ဆိုရင်အဲ့ဒီ verb တွေကတဲ့ action verb ဆိုရင် noun action verb ဆိုရင် noun ကတ်မယ်အဲ့ဒီ verb က quality verb ဆိုရင် owner ကတ်မယ်action verb ဆိုရင် noun quality ဆိုရင် owner action verb ဆိုတာကဒါလှုပ်ရှားမှုပြတယ်ကိုပြောတာလှုပ်ရှားမှုသွားသည်လာသည်စားသည်တောက်သည်အကုန်အဲ့လိုလှုပ်ရှားမှုတွေပါတယ်ဆိုရင် action verb အဲ့လို verb တွေဆိုရင် noun ဘယ်လိုလှုပ်ရှားမှုမပါဘူးအရေးအသွေးကိုပြတယ်အရသာရှိသည်လှပသည်အရက်ရှည်သည်အရက်ပူသည်အဲ့လိုမျိုးဆိုတာအရေးအသွေးကိုပြတာလှုပ်ရှားမှုမပါဘူးအဲ့ဒီ verb တွေက quality verb quality verb ဆိုရင် owner ကတ်မယ် owner မှာအဲ့ဒီ verb ဒီအသက်ပါတယ်ဆိုရင် on ကတ်မယ်အသက်မပါဘူးဆိုရင်နာကတ်မယ်ဒီ action verb ကကြတော့အသက်ပါပါမပါပါ no ပဲကတ်မယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုပြန်ပြောမယ်ဆိုရင် adjective ပြောင်းမယ် adjective ပြောင်းနေဆိုရင် present tense ဒီစုံပံကာလပြတော့တဲ့နော်တော့တဲ့အဲ့မှာ verb က2မျိုးပွဲသွားတယ် action verb ဆိုရင် noun ကတ်မယ် quality verb ဆိုရင် owner ကတ်မယ်action verb မှာအဲ့ဒီ action verb ကအသက်ပါပါမပါပါ noun ပဲကတ်မယ် quality verb ကကြတော့အဲ့ quality verb မှာအသက်ပါတယ်ဆိုရင် on ကတ်မယ်အသက်မပါဘူးဆိုရင်နာကတ်မယ်ချွင်းချက်အနေနဲ့ဒီဟာလေးတော့ကြတ်ထားရမယ်ဣတာအော့တာစာရငါတာထွားဟာတာဣတာရှိသည်အော့တာမရှိဘူးစာရငါတာချစ်သည်ထွားဟာတာကြိုက်တယ်နောက်တစ်ခုကဣတာအော့တာနဲ့ကတ်ထားတဲ့ verb တွေနော်ဣတာအော့တာနဲ့ကတ်ထားတဲ့ verb တွေဆိုတော့ခုနကတော့မာရှိတာတို့ဂျေမီဣတာတို့အဲ့လို verb တွေအဲ့ဒီ verb တွေအကုန်လုံးကို action verb လို့ပဲသတ်မှတ်တယ်ဥပမာဆိုကြည့်လိုက်မရှိတာရတာရှိသည်ဆိုလို့ရှိရင်ဒါမရှိတာဆိုတော့ပြောမယ်ဆိုရင်အကုန်ရည်တွေကိုပြတာပဲအကုန်ရည်တွေကိုပြတဲ့အတွက် quality verb လို့သတ်မှတ်ကောင်းသတ်မှတ်နိုင်တယ်ဒါပေမဲ့မဟုတ်ဘူးမရှိတာတို့ဂျေမီဣတာတို့ဒီ action verb နော် action verb လို့သတ်မှတ်တယ်ဒါချွင်းချက်အနေနဲ့အဲ့တော့ချွင်းချက်အနေနဲ့ကြက်ထားမှာဣတာဟုတ်တာသာရငါတာဂျူဝါဟာတာနောက်တစ်ခုကဣတာဟုတ်တာနဲ့ကတ်တဲ့ verb တွေအဲ့ဒီအကုန်လုံးက action verb နောက်တစ်ခုဣတာကဣတာကို quality verb လို့သတ်မှတ်တယ်နော်ဣတာ quality verb အဲ့ဒါလေးကိုကြည့်ကြည့်မယ်작은 방သေးတဲ့အခန်းဆိုတော့ 작다 ဆိုတဲ့ဘက်ကနေလာတယ်작다ဆိုတာသေးသည်ဆိုတော့ quality verb အဲ့ quality verb ဆိုတော့ owner မှာ on ကတ်မယ်작은 방 똑똑한 학생
ဉာဏ်ကောင်းတဲ့ကျောင်းသားတုတ်တုတ်ခါသာဉာဏ်ကောင်းစီဆို quality ဘက် quality ဘက်ဆို on နာကတ်မယ်အဲ့မှာမှအတတ်မပါတော့နာကတ်တယ်တုတ်တုတ်ခံ학생 일하는 회사 အလုံးလုံးတဲ့ကုမ္ပဏီ일하다အလုံးလုံးဒီဆို action ဘက်ကြီးတော့ရွေးရှားမှုတွေလှုပ်ရှားမှုတွေပါတဲ့အတွက် action ဘက်ဆိုနင်းကတ်မယ်일하는 회사အလုံးလုံးတဲ့ကုမ္ပဏီဒီမှာခုနချွင်းချက်လေး재미있는 책စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်ဒါဂျယ်မိတာကပုံမှန်ဆိုရင်တော့ဒါ quality ပဲဖြစ်နိုင်တယ်ပေါ့ဒါပေမဲ့ချွင်းချက်တွေပါတဲ့အတွက်နာမည်ကမယ်ဒီမှာဆိုရင်맛없는ဒါလေးကိုဓာတ်အတယ်လေးနဲ့ထားမယ်နော်맛없는 음식အရသာမရှိတဲ့အစာအားတဲ့အတိုင်းပဲတိတောက်တာနဲ့ကတ်ထားဖြစ်တဲ့အတွက်နာမည်ဖြစ်မယ်အဲ့တော့ရင်ဆုံးကျ present tense ကိုပြန်ပြောမယ်ဆိုရင် present tense ကတော့တဲ့ action verb ဆိုရင် no quality honor ချွင်းချက်အနေနဲ့ဣတာဩတာနဲ့ကတ်ထားတဲ့ verb တွေပြီးရင်စာရငါတာဂျူဝါဟာတာအဲ့ဒါဆိုရင် action verb ဣတာဆိုရင် quality verb အဲ့ဆို present tense ပြီးသွားမယ်နောက်တစ်ခုဒီမှာဥပမာလေး꽃이 예쁩니다တဲ့ပန်းကလှပါတယ်အဲ့တော့ပန်းကလှရဆိုလှပတဲ့ပန်းလို့ပြန်ပြောင်းမယ်예쁘다လှပသည်က quality verb ခုံရည်တွေးပြတာဖြစ်တဲ့အတွက်honorကတော့예쁜 꽃လှပတဲ့ပန်း집이 좋습니다အိမ်ကကောင်းပါတယ်좋다ကောင်းသည်က quality verb ဆိုရင် honor ကမယ် 좋은 집ကောင်းတဲ့အိမ်နောက်တစ်ခုက past tense เนาะ past tense ကအတိတ်ကာလပြခဲ့တော့ခဲ့တဲ့ဆိုတဲ့အဓိပ္ပာယ် past tense ကကြတော့သူက action verb ဖြစ်ဖြစ် quality verb ဖြစ်ဖြစ် honor ပဲကတ်တယ်เนาะအဲ့တော့ဟို quality က honor နဲ့သွားပြောတယ်เนาะ present tense က quality က honor နဲ့ပြောတယ်ဒီက past tense က honor past tense ဆိုရင် action verb ဖြစ်ဖြစ် quality verb ဖြစ်ဖြစ် honor ပဲကတ်တယ်ဒီမှာဆိုရင် morgen 과자စားခဲ့တဲ့biscuit malt เนาะစားခဲ့တဲ့ biscuit malt ဒါစားပြီးသွားပြီ이랑 회사အလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီအခုလုပ်နေရမဟုတ်ဘူးအလုပ်လုပ်ပြီးသွားပြီဒါသူထွက်လိုက်တာလည်းပြီးသိပြီမယ်အလုပ်ပြောင်းလိုက်တာလည်းပြင်ပြီမယ်이랑 회사အလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီ광고ဆိုတာသွားခဲ့တဲ့နေရာ만든 음식ပြုလုပ်ခဲ့တဲ့အစားအစာเนาะပြုလုပ်ခဲ့တဲ့အစားအစာဒီမှာဆိုချိန်ပြမယ်ဒါလေးကတော့ mandata ဆိုတဲ့ဘက်ကနေလာတယ်ခုနကသိပါတယ် mandata ကအောက်ကလာတက်လေအောက်ကဒီလာတက်ကနေလာတာအဲ့ mandata လာတက်ဆိုရင်အတတ်မပါဘူးလို့သတ်မှတ်တယ်အတတ်မပါဘူးလို့သတ်မှတ်တော့နာကတ်တာပေါ့เนาะအဲကြောင့်မို့ mandin ဖြစ်သွားတယ်เนาะ mandin umshi ပြုလုပ်ခဲ့တဲ့အစားအစာပြုလုပ်ပြီးသွားပြီpast tense တော့ရှင်းတယ်သူကခဲ့တော့ခဲ့တဲ့ verb က action ဖြစ်ဖြစ် quality ဖြစ်ဖြစ် honor ကတ်တယ် future tense ဆိုရင်သူကမဲ့ဆိုတဲ့အဓိပ္ပာယ်မဲ့သူလည်း action ဖြစ်ဖြစ် quality ဖြစ်ဖြစ် olla ပဲကတ်တယ်เนาะ action ဖြစ်ဖြစ် quality ဖြစ်ဖြစ် olla 먹을 과자စားမဲ့ biscuit malt 일할 회사အလုပ်လုပ်မဲ့ကုမ္ပဏီ갈 곳သွားမဲ့နေရာ만들 음식ပြုလုပ်မဲ့အစားအစာဒါကြတော့ဒီကလာကဟို mandata မူရင်းလာမဟုတ်တော့ဘူးเนาะသူကဒီလာကဒီလာဝင်လာတဲ့ပုံ만들 음식ပြုလုပ်မဲ့အစားအစာအခုမလုပ်ရဘူးနောက်မှလုပ်ပါ
အဲ့တော့ future tense အနာဂတ်ကာလပြဆိုရင်အရှင်ဘက်ဖြစ် quality ဘက်ဖြစ်လာပဲကပ်မယ်အဲ့လိုရုပ်တာကိုပြန်သွားမယ်ဒါမှဒီဟာလေးဖတ်ကြည့်မယ်예쁜 바지를 샀어요. 딸의 바우미요 외케래. 따뜻한 잠바를 입어요. 외투에 잠바, 자켓고 외대. 책상 위에 사이즈의 버마 작은 가방이 있어요. 띠의 애가 시래. 재미있는 책, 책을 가운데 사업, 맛있는 빵, 아야다 시래, 빵먹, 다ဆိုတွေ့လားဒီမှာနင်းသုံးထားရနော် 재미있는, 맛있는 ဒါလေးခြေတို့ကြည့်ကြည့်အောင် 알맞은 것을 골라တဲ့မှန်ကန်တဲ့အရာကိုရွေးချယ်ပြီး 문장을 완성하세요.ဝါကျကိုဖြည့်စွက်ပါ 사람이 들로바시예요. 들로바 ဖြစ်ပါတယ်တဲ့အဲ့တော့ဒီမှာဆိုရင်ဒါကစာရမ်းဆိုဒီဟာဖြစ်မှာပေါ့နော်ခီကခတာဖြစ်မယ်ခီကခတာဆိုရင်ခီကခတာကအရှင်ဘက်လား quality ဘက်လားခီကခတာအရက်ရှည်ဒီဆိုအရက်ရှည်ရဲဆိုဂုံရည်တို့ပြတဲ့အတွက် quality ဘက်အဲ့တော့ခီကခင်းဖြစ်မှာပေါ့နော် onna လေးကမယ်ခီကခင်း사람이 들로바시예요. 저는 색깔을 좋아해요. အရောင်ကြိုက်တယ်တဲ့ဒါလေး여러분 박근, 너 박다 오도네. 떡바리 영. 박다 떡바디가 퀄리티 베피더라. 박은 색깔을 좋아해요. 떡바리 영을 짜이대. 저는 날씨를 안 좋아해요. 야디우루 못 짜이고. 야디우루서 춥다. 춥다ဟုတ်ပြီ quality ဘက်เนาะသူ့ရဲ့အရေးတို့ပြတဲ့အေးတဲ့ပူတဲ့ဆိုအရေးတို့ပြတော့ quality ဘက်ဆိုတော့ ona ကမယ် ona ကတဲ့နေရာမှာဒီဟာဒီအပါတဲ့ grammar ကြီးဖြစ်နေတဲ့အတွက်ဘာသက်ဒီအပါတဲ့ grammar နဲ့တွေ့ရင်ဘာကနေ o ကိုပြောင်းအဲ့တော့ to on ဖြစ်သွားမယ်เนาะ to on 날씨를 안 좋아해요. 시장에서 사과를 샀어요. 밴디를 왜 개래? အဲ့တော့ 밴디 ဆိုအရသာရှိတဲ့ 밴디 맛있다 야다시디 이다우다네 가하러 는까메 맛있는 사과를 샀어요. 야다시래 반디고 왜케래. 커피숍에서 커피사이마 따뜻한 커피를 마셨어요. 외투일에 커피고 누리야 커피도 커피 누누이리 뭐 알아고 마셨어요. 따오케래. 아 여러분 디하고 디도모 피메. 너? 디도모 피메. အနာလေးတွေကမယ်နင်းလေးတွေကမယ်အလာလေးတွေကမယ်เนาะဒေါတဲ့ပုံစံလေးပြောင်းမယ်အဲ့ဒါလေးကိုကျွန်တော်အင်စာလာပြမယ်အခုယူစုဖနဲ့ဒီလိုပါနည်းနည်းအောင်ပြောမယ်ဒီလိုပါရှိမော်ဘွာရောဒီလိုပါဘာကြည့်နေရလဲ internet shopping mall에서 internet shopping mall မှာ 옷을 봐요 အဝတ်ကိုကြည့်နေတာ 이번 주 일요일에 디 아빠 일요일တနင်္ဂနွေနေ့မှာ 친구 결혼식이 있어서 등혜진의 밍라사와 시로 옷을 사야 돼요. အဝတ်ကို ဝယ်ရမယ်.
이 노란색 치마가 예쁘네요. 이 어와양 색깔가 라라베. 이 치마 어때요? 이 색깔 별로래. 좀 짧아요. 네네, 또래. 저는 자마가로 짧은 치마를 안 좋아해요. 또래 색깔고 맞아이고. 그럼 다소인 이 파란색 원피스는 뒤 앞야야. 파란색에서 앞야야. 원피스는 원피스. 가윈가로 어때요? 별로래. အဲ့တော့ဒီဟာလေးကိုကျွန်တော်အတန်ဖိုင်လေးပို့မယ်နော်ဒီကနေထိဒီစုဘက်ကနေအသေးယူထိအဲ့တော့အားလေးဖြည့်ကြည့်မယ်ဒီလိုပါရှင်နဲ့ဝဲအိုးစးစားရတော့ရောဒီလိုပါကားတဲ့ဘာကြောင့်အဝတ်ကိုဝယ်ရမှာလဲဒီဘာလို့ဝယ်ရမှာလဲဆိုရင်ဒါကြောင့်နော်တငယ်ချင်းရဲ့မင်္ဂလာဆောင်ရှိလို့အဲ့တော့미국야가웬 들로바시는 이번 주 일요일에 친구 결혼식이 있어서 옷을 사야 돼요. 들로바시는 짧은 치마를 좋아해요. 또래 색깔고 잘라래. 맞아요. 들로바시는 짧은 치마를 안 좋아해요. 또래 색깔고 맞아요. 이 노란색 티셔츠 어때요? DIY형 티셔츠 별로래. 색깔이 너무 밝아요. A형아အရန် တောက်တယ်. 저는 밝은 색깔을 안 좋아해요. အဲ့တော့ကျမကဒါမှမဟုတ်ကျွန်တော်ကတောက်ပတဲ့အရာကိုမကြိုက်ဘူး. 그럼 이 보라색 티셔츠는 어때요? 다소인 이ခရမ်းရောင် 티셔츠가 별로래. 예쁘네요. 라라네. 이 까만색이라면 이 까만색 잠바 어때요? 색깔이 너무 어두워요. 아야와 아예 마음에 아야와 아예 마음이돼. 저는 어두운 색깔을 안 좋아해요. 마음이돼 아야고 짜이고. 그런 다소의 이 빨간색 잠바는 어때요? 다소의 이 안녕 잠바가 별로래. 예쁘네요. 사랑해. 마음에 들어요. 마음에 들어요. 다စိတ်တိုင်းကြတယ်လို့ပြောတာစိတ်တိုင်းကြတယ်သဘောကြတယ်ကြိုက်တယ်ပေါ့နော်အဲ့လိုအဓိပ္ပာယ်이 잠바 어때요? 이 잠바 별로래. 마음에 들어요. စိတ်တိုင်းကြတယ်သူကြိုက်တယ်ပေါ့နော်အဲ့ဒါကိုပြောချင်တာ마음에 들어요. ဒါလေးလည်းအရင်အသုံးများတယ်နော်마음에 들어요. ဒါပေမဲ့ 좋아해요 လို့ပြောရတယ် 마음에 들어요 လို့ပြောတာနည်းနည်းပို့ပြီးတော့သဘာဝဆန်တယ်အဲ့တော့이 잠바 어때요? 이 잠바 별로래. 마음에 들어요. စိတ်တိုင်းကြတယ်